အားလုံးမင်္ဂလာပါဗျာနော်ဒါဒီ16ရက်နေ့ပေါ့နော်ထွက်မဲ့ 3D ပေါ့655နဲ့685နှစ်ကွကျွန်တော်ထုတ်ထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့4ပင်ကတ်5ပင်ကတ်တွေပဲကနန်းရွေးချယ်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာမထင်မှတ်ဖဲနဲ့ပေါ့နော်ဒီမှာဒီ3လုံးပေါင်းခွန်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 ဆိုပြီးခွန်4ချက်ရိုက်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ခွန်4ချက်ပြီးတော့ဒီမှာခွန်5ချက်လာတာမလာတာနောက်ထားပါเนาะကျွန်တော်တို့က4ပင်ကတ်သွားမယ်ပေါ့သူကဒီ3လုံးပေါင်းခွန်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 ဆိုပြီးခွန်4ပြားရိုက်တယ်အဲ့တော့ကျွန်တော်ရိုက်ချင်တာဒီမှာဒီ3လုံးပေါင်းခွန်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 ဆိုတဲ့ဒီ9နောက်ပိတ်လေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ယူချင်တာပေါ့တကယ်တော့သူကဟိုပါ10ကွက်မူပေါ့နော်10ကွက်မူနဲ့ကနန်းနေတော့ထွက်တာပေါ့နော်ဒါပေမဲ့ကိုရွေးချယ်တဲ့ကနန်းနဲ့လွဲချော်နေတာပေါ့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်နောက်ပေါင်း2ယူခဲ့တာပေါ့နော်ဒီမှာဒီ3လုံးပေါင်း8ဒီ3လုံးပေါင်း8ဒီ3လုံးပေါင်း8ဆိုပြီးတော့3ပြားနဲ့ယူခဲ့တာပေါ့နော်အခုဒီဘက်သွားရင်ဒီ3လုံးပေါင်း8ဆိုနောက်ပေါင်း3ပေါ့အဲ့ဒါကြောင့်ကျွန်တော်685ဆိုတဲ့ကနန်းကိုထည့်ပေးထားတယ်ပေါ့အခုအဓိကပြချင်တာကျွန်တော်ဒီ655ပေါ့သူကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာခွန်4ပြားတွေကိုရိုက်ထားတယ်အဲ့မှာ तू ကဒီမှာကျတော့ तू ကဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်း9ဆိုပြီးတော့ तू ကလှည့်ထားပါတော့အဲ့တော့ကျွန်တော်တို့ကခွန်4ပြားကိုဒီ3လုံးခွန်3လုံးခွန်926 3လုံးခွန်665 3လုံးခွန်ဆိုပြီးကျွန်တော်ကခွန်4ပြားကိုခွန်4ပြားနဲ့9နောက်ပိတ်ကိုယူခဲ့တာပေါ့အဲ့ဒီမှာ तू ကဒီနောက်မှာဒီနှလုံး9ဒီနှလုံး9ဒီနှလုံး9ဆိုပြီး9 3ပြားလည်းရိုက်ထားတယ်9 4ပြားရိုက်ရင်တော့2နောက်ပိတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လိုမယူတော့ဘောနော်အဲ့တော့ခွန်4ပြားကိုခွန်4ပြားနဲ့ဖြည့်တယ်ဒီ9နောက်ပိတ်ကိုယူလိုက်မယ်ဆိုရင်တဲ့သူကနောက်မှာဒီ9 3ချက်တွေပေါ့နော်သူက8 3ညာကို3လုံးပေါင်းခွန်လို့9နောက်ပိတ်ဝင်ရင်တဲ့ဒီနှလုံး9လို့ဖြစ်နေအဲ့နှလုံး9ကိုဒီမှာ9နဲ့6နဲ့နှလုံးလန်း9ထားတယ်ဒီမှာလဲ2နဲ့3နဲ့နှလုံး9ကိုဒီမှာ3ညနဲ့5နဲ့နှလုံးလန်း9ထားတယ်9နဲ့6နဲ့နှလုံး9ကိုဒီမှာခွန်နဲ့8နဲ့နှလုံးလန်း9ထားတယ်တကယ်လို့9 3ညယူရင်တော့ဒါ3ထိပ်2ပိတ်ပေါ့နော်သူကညီကိုနောက်သေးဆိုင်ပေါ့အခုကျွန်တော်ယူချင်တာကဒီမှာ9နောက်ပိတ်ကိုယူထားတာဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းချင်းက10ဖြစ်နေအဲ့ဒီ10ကိုဒီနှလုံး10နဲ့ဆိုရင်တဲ့သူက6ထိပ်ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က65တွဲရဲလို့ရပြီပေါ့65တွဲဆိုတော့ရပြီဆိုရင်တဲ့သူကဘာသွားဖြစ်လဲဆိုတော့ဒီပေါ်ကရိုက်ခဲတဲ့ဒီမှာဒီ3လုံးခွန်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 ဒီမှာလဲခွန်ဖြစ်နေအဲ့တော့ခွန်5ပြားသွားမလားပေါ့နော်ခွန်5ပြားထက်သွားမလားပေါ့သွားတာမသွားတာကျွန်တော်တို့က4ပြားကိုရိုက်ထားတာ4ပြားကိုရိုက်တဲ့အချိန်မှာ तू က5ပြားစီးကိုသွားဝင်သလိုဖြစ်သွားတာဗောနော်အဲ့တော့4ပြားနဲ့5ပြားနဲ့ထပ်တူဖြစ်နေတာဗောအဲ့တော့ကျွန်တော်တို့ကယူခဲ့တာ6ထိပ်ရယ်5ပိတ်ရယ်ယူလိုက်ပြီဗောနော်အဲ့တော့ခွာတစ်ကလည်းဒီ3လုံးပေါင်းခွန်ဖြစ်နေတယ်အဲ့တော့ခွာတစ်လေးကလည်း तू ကဒီနှလုံးပေါင်းချင်း9ကခွာ9တဲ့ဒီနှလုံးပေါင်းချင်း10ကခွာ10တဲ့ဒီနှလုံးပေါင်းချင်း4ကခွာ4တဲ့ခုဒီမှာဒီနှလုံးပေါင်းချင်း1အခွားတက်ပေါ့သူကဘုံစီပေါ့နော်9 6ခွန်8 9 6ခွန်ပေါ့နော်8 9 6ခွန်8ဆိုစီရီလေးပြားနဲ့ရိုက်ထားပါနော်အဲ့တော့စီရီလေးပြားနဲ့ရိုက်မယ်ဆိုရင်6ထိပ်လဲသူကကြိုက်တယ်ပေါ့နော်ဒီ3လုံးပေါင်းချင်း9ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်း8 9 6ခွန်8ဆိုလဲ6ထိပ်ဒီနှလုံး8ကိုဒီနှလုံး8နဲ့ဝင်တယ်ဒီနှလုံး4ကိုဒီနှလုံး4နဲ့ဝင်တယ်ဒီနှလုံး1ကိုဒီနှလုံး1နဲ့ဝင်တယ်ဒီနှလုံး2ကိုဒီနှလုံး2နဲ့ဝင်တာနဲ့အတူတူပဲပေါ့နော်အဲ့တော့6ထိပ်5ပိတ်ဒီနှလုံး9ကခွာ9ဒီနှလုံး8ကခွာ8ဒီနှလုံး4ကခွာ4ဒီနှလုံး1ကခွာ1ဆိုတဲ့အဲ့ဒီ6ထိပ်5ပိတ်လေးကဒီမှာဆင်းခဲ့တဲ့ခွန်5ပြားနဲ့သွားထက်နေအဲ့တော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကယူခဲ့တာကလွဲချော်မှုဖြစ်သွားတာပေါ့နော်ကျွန်တော်ကဒီနှလုံး1ကိုဒီနှလုံး1နဲ့ယူတာဒီနှလုံး2ကိုဒီနှလုံး2နဲ့ယူပြီးမှဒါ50ခွန်တွဲဒီနှလုံး3ညောက်ဒီနှလုံး3ညနဲ့ဆိုပြီး50ခွန်တွဲကိုအရင်ယူခဲ့တာပေါ့နော်သူကပြီးသွားတာဒီ3လုံးပေါင်းချင်း4ကိုတဲ့8ခွန်ကို3လုံးပေါင်းချင်း4နဲ့ထည့်တယ်6ခွန်ကို3လုံးပေါင်းချင်း2ကိုခွန်2 3လုံးပေါင်းချင်း2နဲ့ထည့်တယ်236 3လုံးပေါင်းချင်း1ကို966 3လုံးပေါင်းချင်း1နဲ့ထည့်တယ်အခုကျွန်တော်တို့က9ပိတ်ထည့်ထားဆိုတော့665 3လုံးပေါင်းချင်းခွန်ကိုဒီ3လုံးခွန်ပဲဆိုတာ655ပေါ့နော်655ဆိုတဲ့ကဏ္ဍထည့်လိုက်တာပေါ့တကယ်လို့ဒီဘက်ကလာခဲ့တဲ့ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8
ဒီ3လုံး8နဲ့ဆိုရင်685အဲ့တော့655ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ကဘယ်လိုယူခဲ့လဲဆိုတော့9နောက်ပိတ်ကိုယူလိုက်တာပေါ့နော်ဒီပေါ်ကရိုက်ခဲ့တဲ့ခွန်လေးပြားကိုနောက်ပိတ်ကိုခွန်လေးပြားနဲ့ထည့်လိုက်နော်926 3လုံးပေါင်းချင်းခွန်665 3လုံးပေါင်းချင်းခွန်အဲ့9ပိတ်လို့ဝင်တာနဲ့နောက်ကလာခဲ့တဲ့9 3ချက်8 9 3လုံး8ကို9 5 8ဆိုတဲ့10ခွက်မူနဲ့ထည့်ပြီးမှ6ထိပ်9ပိတ်ခွာတစ်လဲကြိုက်တယ်ထိပ်စည်းဝယ်နောက်ပိတ်ဝင်တဲ့10ခွက်မူနဲ့လဲကြိုက်တယ်အဲ့ဒါကိုကျွန်တော်ကဒီ3လုံး4ကိုဒီ3လုံး4နဲ့ထည့်တယ်မူဒီ3လုံး2ကိုဒီ3လုံး2နဲ့ထည့်တယ်ဒီ3လုံး1ကိုဒီ3လုံး1နဲ့ထည့်တယ်အခုဒီမှာဒီ3လုံးခွန်ကိုဒီ3လုံးခွန်ဆိုတဲ့ဒီ655ဆိုတဲ့ကဏ္ဍကိုအဓိကထားပြီးထိုးချင်တာပေါ့နော်အဲ့တော့655ဆိုတော့ဖြစ်သွားပြီဆိုရင်တဲ့ကျွန်တော်တို့ကရိုက်ခဲ့တာဒီမှာဒီ3လုံးခွန်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 ဆိုတဲ့ခွန်၅ပြားစီးစင်းတာနဲ့သွားကိုက်နေတယ်အဲ့တော့၅ပြားဆိုတော့ကျွန်တော်တို့ကဒီမှာ၅ပြားနဲ့ပြန်ရိုက်မယ်ပေါ့နော်အခု6ထိပ်5ပိတ်ဝင်ပြီပေါ့သူကသွားတာကနှစ်ဥပဒေသွားတဲ့ပုံစံပေါ့နော်ဒီ3လုံးခွန်လို့6ထိပ်ဝင်ပြီး2ပိတ်ဝင်ပြီဆိုရင်တဲ့6နဲ့6နဲ့နှလုံးပေါင်းချင်း8ပါပါကိုဒီ3လုံး3နဲ့ထည့်တာဒီ3လုံးခွန်လို့ဝင်ပြီဆိုရင်တဲ့3နဲ့6နဲ့နှလုံးပေါင်းချင်း6ပါပါကိုဒီ3လုံး1နဲ့ထည့်တာ9 5 3 3လုံးပေါင်းချင်းခွန်လို့ဝင်ပြီဆိုရင်တဲ့9နဲ့9နဲ့နှလုံးပေါင်းချင်း2ကိုတဲ့2ပါဝါဒီ3လုံးခွန်နဲ့ထည့်တာ9 5 3 3လုံးပေါင်းချင်းခွန်လို့ဝင်ရင်ဒီနှလုံး2ကို2ပါဝါဒီ3လုံးခွန်3 6 8 3လုံးပေါင်းချင်းခွန်တဲ့ခွန်ဆိုပြီးတော့ဝင်ပြီဆိုရင်တဲ့8နဲ့2နဲ့နှလုံးပေါင်းချင်း3ညပါဝါဒီ3လုံးပေါင်းချင်း9နဲ့ထည့်တာပေါ့နော်အဲ့တော့ဒါခွန်လေးပြားစီးစင်းလာတဲ့ပုံစံနဲ့ဒါ10ခွက်မူ4ကက်စီထည့်ထားတယ်ပေါ့အခုကျွန်တော်တို့က9ကက်စီသွားမယ်ဆိုရင်တဲ့ဒီ3လုံးကျွန်တော်တို့ထည့်ထားတဲ့6ထိပ်ရယ်9ပိတ်ရယ်ခွတစ်ရယ်ကိုတဲ့ဒီ3လုံးပေါင်းချင်းခွန်ဆိုတဲ့9ပြားမူနဲ့ထက်နေတယ်အဲ့တော့ဝင်လာပြီဆိုရင်တဲ့ဒီနှလုံးပေါင်းချင်း2ပါဝါကိုဒီ3လုံးပေါင်းချင်းခွန်နဲ့သူက655ဆိုပြီးထိုးရမှာပေါ့နော်တကယ်တမ်းဆိုရင်တော့ဒါကျွန်တော်တို့အကွက်အပြည့်ဆိုရင်9ပင်ကတ်ကတော့ဒီ10ကွက်ပေါ့နော်ဒီ10ကွက်ထဲမှာကျွန်တော်တို့က4ပင်ကတ်နဲ့ထုတ်ထားတာက655တကယ်လို့4ပင်ကတ်စီကျော်အဲ့ခွတစ်တွေကိုနောက်ပေါင်း3နေနဲ့ဆိုရင်ဒီ10ကွက်ပေါ့အဲ့ထဲကကျွန်တော်က685တကွက်ပဲရွေးထားတယ်ပေါ့နော်အဲ့တော့655 6ထိပ်5ပိတ်ကိုကျွန်တော်က5ပိတ်ကလည်းဒီမှာလေဒီ3လုံးပေါင်းခွန်4ပြားကိုကျွန်တော်အပေါ်ကနေဒီ3လုံးခွန်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 ဆိုတဲ့အဲ့ခွန်4ပြားရိုက်ချက်နေပဲထည့်ထားတယ်ပေါ့အဲ့တော့ဒီတစ်ပတ်တော့ကျွန်တော်က655နဲ့685နှစ်ကွက်ကိုတဲ့5ပင်ကတ်ရော4ပင်ကတ်ရောရွေးချယ်ပေးထားတယ်ပေါ့နော်တကယ်လို့အကွက်ပြည့်ထိုးခြင်းတဲ့အကိုဒီမတွေက5ပင်ကတ်စီကျော်ကြိုက်တယ်ဆိုရင်ခွတက်ကို10ကွက်မူနဲ့ဒီ10ကွက်ရတယ်4ပင်ကတ်ဆိုရင်တဲ့ခွတက်ကိုတဲ့နောက်ပေါင်း3နဲ့ဒီ10ကွက်ရတယ်ပေါ့နော်အဲ့ဒီထဲကကျွန်တော်က685နဲ့655နှစ်ကွက်ပဲရွေးချယ်ပေးထားပါတယ်အားလုံးကိုကြိုက်နေတဲ့ကဏ္ဍပါရင်ရွေးချယ်ပြီးထိုးပေါ့နော်အဲ့တော့ကျွန်တော်ကတော့655လေးကို4ပင်ကတ်ကလည်းထောက်ထားတယ်5ပင်ကတ်ကလည်းစီးစင်းနေတယ်ပေါ့နော်အဲ့တော့655နဲ့685နှစ်ကွက်ထုတ်ပေးလိုက်ပါတယ်မနက်ဖြန်တပတ်ခါမနက်ဖြန်နဲ့တပတ်ခါတရက်တော့ဒါ3ပင်ကတ်စီကျော်လေးနဲ့နှစ်ကွက်လောက်အချိန်ရလို့ကဏ္ဍတင်ပေးပါမယ်နော်အားလုံးကန်ကောင်းကြပါစေ655နဲ့685ပါကိုလက်ပါ